ကျွန်တော်တို့ဘာစီလိုနာအသင်း Manchester United ကိုလှုပ်ထားတဲ့ဝစ်တွေကပြန်လည်တော့မယ်ထင်မှညီကိုတို့ရေ PSG က2-0နဲ့ရှုံးနေတဲ့အချိန်မှာဗျာဒုတိယပိုင်း45မိနစ်မှာ Ferran Torres ကိုကိုငမန်းကြီးကဝင်လာပြီးတော့နှစ်ခိုးသွင်းပြီးတော့ PSG ကိုတရေဖြစ်အောင်ကယ်တင်သွားတာဗျာချားရုံနိုင်မှာမဟုတ်ညီကိုတို့တကယ်အဖြစ်မှန်တော့ပြီးတော့ Ferran Torres က PSG နဲ့ Reims နဲ့2-2နဲ့တည်ကြတဲ့ပွဲမှာ shot on target နှလုံးပဲကန်တာနော်နှလုံးကန်နှလုံးဂိုးတယ်ဗျာဘာစီလိုနာမှာတော့ဆိုဗျာဒီကောင်10ဂိုးလောက်ကန်မှာ2ဂိုးလောက်ဝင်တဲ့ကောင်ကအခု2ချက်ကန်2ချက်ဝင်တယ်ဗျာပြီးတော့ကန်ဟွားရဲ့2ဂိုးလောက်ညီကိုတို့ highlight သွားကြည့်လိုက်တကယ်ကို quality ဗျာ Fabian Ruiz တင်ပေးရဗျအဝေးရတင်ပေးနှလုံးလို့ပထမတစ်လုံးကလည်းဂိုးသမားရှိတာကိုဂိုးသမားပေါင်ကြားနေတဲ့ထည့်သွားတာဒုတိယတစ်လုံးကတင်ပေးလိုက်တဲ့ဘောလုံးခေါင်းတိုက်ထည့်သွားတာ Ferran Torres ကကောင်းတယ်ညီကိုတို့ရေကျွန်တော်တော့သဘောကျတယ်ကျွန်တော်ကဘာမှကစားသမားအစွမ်းလဲနေပါတယ်မရှိဘူးဗျာကိုကစားသမားတွေတခြားအသင်းမှာရောက်တယ်ဗျာအာရူပဲဖြစ် Ferran Torres ပဲဖြစ်အဆင်ပြေတာကြားရင်တကယ်ဝမ်းသာတယ်ကစားသမားစီးပွားရေးအပြောင်းရွှေ့အပြောင်းရွှေ့ပဲသူတို့မနေချင်လို့ထွက်တာပဲကျွန်တော်ကမဆွဲထားဘူး Ferran Torres ကတော့ PSG မှာ Dembele နေရာကိုလူစားလဲပြီးတော့ဒီကောင်တော်တော်လေးအဆင်ပြေနေတာPSG အနီးပြ Luis Enrique Dembele တောင်မှအဆူခံလိုက်ရသေးဗျာ Ferran Torres ကိုခေါ်ယူတာ Dembele ရဲ့အစားထိုးပေါ့နော်ကျွန်တော်တို့ကဒါ Ferran Torres ကိုနေ့တိုင်းဆဲနေရပါကျွန်တော်ထပ်ပို့ပြီးတော်တယ်နီးပြရဲ့အပြင်မှာကျွန်တော် Ferran Torres ကသူတို့အသင်းတွေတကယ်အဝင်တယ်လို့မြင်တဲ့ပုံမို့ခေါ်ယူမှုကလည်းတကယ်ကိုတန်ပါတယ်နောက်ထပ် Aderaman နဲ့ Gordon ကြောင့်ပြောမှရမယ် Aderaman ကညီကိုတို့ရဲ့ကျွန်တော်ခြေစမ်းဖွဲတယ်ကြည့်ရတော့ဒီကောင်ကဘာစီလိုနာမှာတကယ်အဝင်တဲ့ကစားသမားဗျာဘာစီလိုနာမှာအဝင်တဲ့ကစားသမားခက်ချက်ကြကျွန်တော်ဘာစီလိုနာတည့်ရဲ့အတိုင်းကစားရဲ့ပုံစံတခြားအသင်းနဲ့အများကြီးကွာတယ်အမေ Aderaman ကတကယ် adaptive ပဲလိုက်လုံးကြီးထွေဖြစ်အောင်ဆော့နိုင်ဗျာဘယ်မှာဆော့လဲအဆင်ပြေညာမှာဆော့လဲအဆင်ပြေတယ်မနေ့က9ဂိုးပြတ်နိုင်တဲ့ပွဲမှာဆို Aderaman ရဲ့ဘယ်ချမ်းမှာတိုးအားယုံကအများကြီးဗျာညာဘက်ချက်မှာယမဲတယောက်ကြာနေဆိုမဲ့ Aderaman present လိုက်တာတွေရော Aderaman ဘောလုံးဖြန့်တာရောဘောလုံးထောင်တာတွေရောတော်တော်လေးကိုအဆင်ပြေဗျာနောက်တစ်ယောက် Gordon တော့ Aderaman လို့တော့မဟုတ်ဗျာ Gordon အင်္ဂလန်ကစားသမားဖြစ်တဲ့အတွက်နည်းနည်းလေးတော့ဘာစီလိုနာကစားကွင်းနဲ့ကွဲထွက်တယ်မာကာရက်ရှ်ကိုကျွန်တော်တို့မရွေးပိုင်နဲ့ဘာလို့ Gordon ကိုရွေးလဲဆိုတာကဒီတစ်ချက်တည်းနဲ့ပဲညီကိုတို့နီးပြရီဟက်စီပလေးရဲ့စိတ်ခံစားချက်ကိုနားလည်သွားတယ်ဗျာပတ်ထရီတင်ပေးလိုက်တဲ့ဘောလုံး Gordon နော်အတင်းကဂိုးပြတ်နေရနော်သူဂိုးသမားနဲ့ဘိုင်ဝန်းတွေ့တော့သူကန်လိုက်လို့ပဲဂိုးသမားမိတာပဲဖြစ်ဘေးချော်ပဲဖြစ်ကျော်ပြိသက်တွေကဘာမှပြောမှလည်းမဟုတ်ဇဲမှလည်းမဟုတ်သူမသွင်းအောင်ညီကိုတယ် Fermin Lopez ကိုထိုးပေးလိုက်တယ်ဗျာ Fermin Lopez ကိုပဲဖန်တီးပေးလိုက်တယ် Gordon တကယ်တော့အောင်မဆန်ဗျာမိသားစုစိတ်တဲ့အပြည့်ရှိတယ်ကျွန်တော်တို့အဲ့လိုကစားသမားကြီးချစ်တယ်ဗျာသိလား Gordon ရော Aderaman ရောဝယ်ထားတာ2ယောက်လုံးကျွန်တော်တို့အတွက်ဒီရာဒီလူမှန်နေရာမှန်တန်တယ်ဗျာဘားဒေးကို Manchester United ကတရားစီအငှားခေါ်မယ်ဗျာ Margaret Show လိုပဲ Manchester United ဘက်ကလိုချင်နေဆိုရင်တန်30နဲ့40ကြားမှာအပိသက်ဝယ်ယူ option ထည့်ထားမယ်လို့သတင်းတစ်ခုမှဖော်ပြလာပါတယ်ဒါဆိုကျွန်တော် market show ကိုလုပ်တယ်လို့ပြန်ပြီးဝေ့လေတော့မယ် site ကိုရောက်နေပြီဘာဖြစ်ဘာဒေးကိုနီးပြရင်စပလီက squad တွေက channel ထားပြီးဗျာဒါဆိုတော့ဘားဒေးကအတင်းအထွားတော့မယ် Manchester United မှာတရားစီအငှားနဲ့သွားအဆင်မပြေလို့ပြန်လာရရတယ်ဒါမှမဟုတ် Man United ဘက်ကသဘောကျရင်လည်းတန်30 40နဲ့ဝယ်ပေါ့နော်ဒါလည်းအဆင်ပြေပါတယ်နောက်တစ်ခုဗျာတက်ကြီးခံနေရတော့ Conte ဗျာ Conte ဆိုတာပြီးခဲ့တဲ့ရာသီတုန်းကဆိုရင် static 11မှာ Conte ဆိုတော့မပါမဖြစ်ပဲ Conte ရမဲတွဲလုံးဆိုတာညာဘက်ချမ်းတစ်ကြောက်လုံးမှာဘာစီလိုနာကိုတရားစီလုံးမှာကစားလာတဲ့တွဲလုံးဒါမဲ့နီးပြရင်စီဖစ်ကကွန်တေးကိုဒီယာဒီမှာမင်းကို static 11မပေးတော့ဘူးတဲ့မင်းနေရာမှာ Eric Garcia ကိုအစားထိုးမယ်လေဗျာကွန်တေးရောက်ခံလိုက်ရပြီကွန်တေးအနေနဲ့ right back မှာ Eric Garcia အရန်ဆော့မယ်အခြေအနေမကောင်းရင် center back မှာကူဘာစီနဲ့ဂျရမ်မာတီအရန်ဆော့မယ်လေဗျာဒါရင်မကသေးဘူးနော်ကွန်တေးကိုတဲ့လာရောက်ကမ်းလှမ်းတာ proposal ကတင့်တော်တဲ့ကမ်းလှမ်းမှုရှိကွန်တေးကိုပါရောင်းချမယ်ဗျာနီးပြရင်စီဖစ်ကတော်တော်လေးကိုစိတ်တက်ကပြတ်သားနေတာအခုနောက်ပိုင်းမှာနီးပြရင်စီဖစ်ကကစားသမားတွေရရှိလာပြီးနောက်ပိုင်းသူ့ရဲ့ကစားကွက်မှာအမွေးဗျာ present မလိုက်တဲ့ကစားသမားတွေမကြိုးစားတဲ့ကောင်တွေဆိုရင်တကောင်မှမျက်နှာကြည့်မနေအကုန်လုံးခြံခဲ့တာတကယ်ကိုပြက်ပြက်သားလုံနေတာအဓိက Eric Garcia ထက်ဆိုင် Xavier Expert ကြောင့်ပဲ Xavier Expert ကိုနီးပြကြီးကဘယ်ဟောညာမောင်မင်းကိုသုံးမယ်လို့ပြောထားရဗျာ Xavier Expert ကိုနီးပြကြီးတအားသဘောကျနေ Xavier Expert ကလည်းလူငယ်ဆိုတော့တအားကိုကြိုးစားနေတာXavier Expert ကဘယ်ညာပြပြ DM position မှာပါထားမယ်ကစားသမားနော် Xavier Expert ကအဲ့လိုမျိုးကစားသမားဆိုတော့ Xavier Expert ရဲ့တိုးတက်လာမှုကြောင့်ကိုနေအနေနဲ့နေရာပါပျောက်နေတဲ့အနေအထားကိုရောက်ရှိနေပြီနီးပြဟန်စီဖလေးကတော့အသင်းအောင်မြင်ဖို့အတွက်သူကအကောင်းဆုံးလုပ်ပေးနေကျွန်တော်တို့ကနီးပြကိုပဲယုံတယ်